ကျွန်တော်တို့ Roblox ထဲက block fruit ကျွန်တော်ဆော့ကြရအောင် bro တို့ရေ Okay ကျွန်တော်တို့မဆော့အောင်ကြာပြီဆိုတော့ကျွန်တော်တို့ပြန်လဲဆော့ကြရအောင်ပြောင်းလဲကုန်နေတယ်ကျွန်တော်တော့မသိတော့ C3 ရောက်နေတယ် like ကကျွန်တော်ဒီ spread တစ်ခုရဲ့ weekend လို့တော့ weekend ဖြစ်နေဘာတော့ပြောင်းကုန်ပြီလေလို့မလားဒီmidnight play ငါဆင်းမှာဘာတော့ရှိလဲမသိဘူးတကယ်အရင်ပြုံးမှုကောင်းတယ်ကျွန်တော်ဆိုတိတ်ပြီးမရှိပါဘူးကျွန်တော်စီမှာဒါတော့အသီးတွေပေါ့နော်ကျွန်တော်အသီးတွေမကောင်းပါဘူးလို့အင်ကြီးလေးဒါပဲရှိတယ်အင်ကြီးကတိတ်ပြီးအများဆုံးဆိုတော့ဒီကောင်နဲ့ဒီကောင်ပဲများOkay အဲ့တော့ level ဖမ်းကြရအောင် Okay တပ်ပေါက်တော့အရင်တော့ကုတ်ထည့်ဘယ်မှာထည့်ကုတ်တွေပါဘယ်လိုထည့်West အရင်တော့ဘယ်လိုလေးပါလေကုတ်ပေါ်ထောင်းno မဟုတ်သေးဘူး What ဘယ်လိုလဲငါမတီးတော့ဘူးရောင်ရင်Hey, what the fuck? ဘာဘယ်မှာတော့ရောင်ရင်potato လေပဲဖမ်း Okay လာရတော့ရှိရဘာလို့ကျွန်တော်လက်မယ်နော်ဒီခါလေးကဘာလို့ဒီဆိုင်လေးကြပါတော့မြန်မာနိုင်ငံမှာရှိနေဆိုနော်တော့ဖမ်းမယ်တော်ခတ်တယ် bro မလွယ်တော့ဘူးနေအကုန်လုံးကျွန်တော်စုသက်ပြန်ကျွန်တော်လည်းပဲ1900ဘာလို့ကျွန်တော်ဒီစီးဖော်ထားအကောင်လေးတက်နေရလဲဆိုတော့ကျွန်တော်ကသူတို့က level နှိမ့်တဲ့အခါကျရင်ကျွန်တော် element နဲ့ဆိုတော့သူကျွန်တော်ချမရဘူးအဲ့တော့လွယ်လွယ်ကူကူပဲဆော့ဒီကောင်ကြီးညက်နေရတာဘာတော့လာလီဘာလဲအဲ့လိုကြနေစိတ်ကြက်ဖို့ကောင်းလောက်ပါလေအတေး6 Okay တရားလားချစ်ကဘူကလာလာတခုဆိုတော့ဒါဟုတ်ပြီကောင်းနေလားကျွန်တော်တက်မှာလာကျွန်တော်အရင်တော့ဒီစီနဲ့ laptop နဲ့ဆက်တယ်လို့ကျွန်တော်စဉ်းစားတာလေ laptop မလွယ်ဘူးနော် chest လေးရှိတီပါ6000လေးရတယ်လို့ဆိုပြီး3သိန်းပြောင်းဖန်လိုက်ဒီမှာမဟုတ်ဘူးတကောင်တစ်ထောင်နီးပါးဆိုရင်တော့300လောက်ပလိုက်ရတယ်လက်ကြောင်လည်းမချချင်ဘူး Okay လားမချချင်လဲချရတာပဲတကောင်ကျွန်တော်လိုက်ရဟာ3500တောင်ရှိနေပြီ160မစောဘူးဟာဒီကောင်ဘန်းရှိရတဲ့တိတ်ပဲမရှိဘူး1တော့300ရတယ်1ဆိုရင်တော့မလက်တော့3သိန်းပြည့်ဆက်တော့ငါတို့သိကျင်တာဘလို့လုပ်ပြီးတော့ကျွန်တော်တို့ twist ပြီးကုတ်တွေဘလို့သုံးမှာသိအဲ့တော့အရင်လို twist ပြီးကုတ်တွေဘလို့သုံးနေတော့ကကျွန်တော်မသိဘူးသိကြတဲ့လူတွေ comment မှာမှတ်ခဲ့ဒီတကောင်တက်ပြီးတော့ရတယ်ဟိုး
ခါတက်2000ကျော်တော့ရတယ်โอเคကျွန်တော်တို့ဒီမှာဒီတော့တက်ပြီနော်ကြာဟူးရပြီ let's go okay let's ကိန်းနောက်တော့ဒါပြီကျွန်တော်ဗီဒီယိုတွေပါလို့ကျွန်တော်ဟုတ်အမြင်လောက်တာလဲဆိုတော့ရလို့ပါ let's go ထပ်ပြီးတော့ထပ်ဖမ်းမယ် let's go ကျွန်မီလီတို့တဖန်နေကိုကျွန်တော်တဖန်တင်တဖန်ကိုကျွန်တော်တင်တဖန်ကိုပူကြိုက်တယ်တဖန်ကသွေးတက်တယ်ထပ်တက်မယ်โอเคဒီကောင်တက်ပြီးတော့ရတယ်โอเคရပြီခုတော့ဖောက်ရတော့မှာနမချက်အကောင်လေးနည်းနည်းမပတ်တက်လိုက်တော့4,000ပြည့်4သိန်းပြောအဲ့တော့ပတ်ဆက်လက်ပြည့်ပြီဆိုတော့4သိန်းလက်ပြည့်ပြီဆိုတော့ကျွန်တော်စီးလို့တော့ကြတော့ let's go သွားမယ် yes နေ okay ကျွန်တော်ရောက်ပြီဖူးပေါက်ကြမယ်hey ကျွန်တော်ဘာမှထဲမဖောက်ဘူးဖူး0လက်တယ် okay လဲလိုက်မယ်အားရ2သိန်းပဲပေးရတယ်အိုးမင်းဟဲ့ဒိုင်းမွန်းပေးစရဘာမှမဖြစ်ဒိုင်းမွန်းကအိုးဒိုင်းမွန်းရပြီဒိုင်းမွန်းလိုချင်တာနည်းနည်းတော့ကြားနေ left free မလားငါမှရှိရမလိုချင်ဘူးမလိုချင်တော့ဘူးလို့ဘာလို့အမှာတော့ငါမှရှိရလေဒီမှာဒိုင်းမွန်းတော့မရှိဒိုင်းမွန်းတော့တင်ထားလိုက်မယ် left ကပါစားမှာဘာလို့2မျိုးလေး1မျိုးဘာလို့တီးရငါပေးရင်ကောင်းပေးမှာလား trade မလား let's go ဟဲ့လာလေဟဲ့ trade မယ်ဟဲ့အိုးတယောက်လာပြီလိတ်ဘာတော့လာ come on man oh okay ကျွန်တော်ဘာပြီးရင်ကောင်းမလို့ ooh control 快点背里 no 好吧了哈မရိုင်းတာကွာရောင်မင်းအဲ့လိုတော့မလုံးနဲ့လေကွာယတိပေးလေ no ငေါ့ယတိပေးလို့ကောင်းဖရူးပေါက်တာလားမသိသွားကြည့်မယ် let's go ကဲပေါ့ကောင်းတယ်လီယူဘက်လာတိုက်ကားလားမသိဘူးအဲ့လိုဖြစ်ကုန် okay ကျွန်တော်ဗီဒီယိုမရှိဘူးလို့ပြောရပါတော့ no ဘာဖြစ်ကျွန်တော်တို့ fruit တော့ထားကြအောင်ကျွန်တော်ဘယ်နေရာမှာထားလဲဆိုတော့ကျွန်တော်ပြပြမယ် wait ကျွန်တော်ထားတဲ့နေရာကျွန်တော်တခုပြပြမယ်အဲ့ဒါတော်လူတော်များများသိတာမှမကောက်ကြားနေဒါကျွန်တော်ဒီထက်ဝင်ပြီဆိုတော့ brother ကိုကျွန်တော်ဘယ်မှာထားတော့မလဲဆိုတော့ကျွန်တော်သိ brother သိမလားကျွန်တော်သိ okay ကျွန်တော်ရိုးတောင်မထားဘူးကျွန်တော်ဒီနားကိုထားမှာမကြည့်အမထော်လာကဲဘာတော့အော်အေးပါကွာနိုးဒီဘက်ကိုလည်းတက်မှာရတော့ let's go ဖြစ်နိုင်ဒါကျွန်တော်မှာ
ဒီမှာတော့ကျွန်တော်မှာစပယ်လေးခုရှိဒါပေမဲ့ကျွန်တော် F ကိုဖွင့်မှာပေါ့နော်ပြန်ထွက်မယ်โอเคကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်အရင်ကြီးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မှာဘိုင်ဘိုင်ပါ